တချို့လုပ်ငန်းတွေကဘာလုပ်လဲဆိုလို့ရှိရင် revenue တော့အများကြီးဝင်နေဒါပေမဲ့ဘာဖြစ်လဲဆိုအမြတ်ရာခိုင်နှုန်းအရင်နေဘာကြောင့်လဲဆို budget ဆိုတဲ့အရာကိုသူပြန်ပြီးတော့ control မလုပ်လို့ပါ budget control တွေလည်းအရင်အရေးကြီးပါတယ်စီးပွားရေးလုပ်ငန်းတွေကိုကြာရှုံးစေတဲ့အချက်နံပါတ်3ဒီအချက်ကတော့ဘာလဲဆိုလို့ရှိရင်ကျွန်တော်တို့ပေါ့နော်ဒီစီးပွားရေးလုပ်ငန်းရှင်အများစုကျွန်တော်ထင်ပါတယ်အများစုမလုပ်ဖြစ်ကြတဲ့အချက်တစ်ချက်ပေါ့ဘာလဲဆိုလို့ရှိရင်ကျွန်တော် target and budget လို့ခေါ်ပါတယ် target and budget ဆိုတာကျွန်တော်တို့အလုပ်တစ်ခုလုပ်ပြီဆိုလို့ရှိရင်ကျွန်တော်တို့ဘယ်နေရာမှာအခုဘယ်လောက်ရအောင်ရှာမလဲအဲ့လောက်ရအောင်ရှာဖို့အတွက်ဘယ်လောက် frame တင်မှာဝင်အောင်သုံးမလဲဆိုတာအရေးကြီးပါတယ်တချို့လုပ်ငန်းတွေကဘာလုပ်လဲဆိုလို့ရှိရင် revenue တော့အများကြီးဝင်နေဒါပေမဲ့ဘာဖြစ်လဲဆိုအမြတ်ရာခိုင်နှုန်းအရင်နေဘာကြောင့်လဲဆို budget ဆိုတဲ့အရာကိုသူပြန်ပြီးတော့ control မလုပ်လို့ပါ budget control တွေလည်းအရင်အရေးကြီးပါတယ်ဥပမာဆိုကြပါစို့ကိုလုပ်ငန်းမှာကိုကတစ်လောက်သိန်း1000ရောင်းရတယ်သိန်း900သုံးနေတယ်ဆိုရင်တစ်လောက်သိန်း100ပဲမြတ်မှာအကယ်၍ကိုကတစ်လောက်သိန်း900ပဲရောင်းရပါမယ်သိန်း900ပဲသုံးခဲ့မယ်ဆိုလို့ရှိရင်သိန်း200လောက်မြတ်နိုင်ပါတယ်အဲ့တော့ကျွန်တော်ပြောချင်တာကတော့ SME လုပ်ငန်းရှင်တယောက်အနေနဲ့ဘာလုပ်ရမလဲဆိုကိုလုပ်ငန်းမှာသုံးနေတဲ့အသုံးစရိတ်တွေရှိတယ် expense တွေရှိတယ်အဲ့ expense တွေကိုစနစ်တကျစီစစ်ဖို့လိုပါတယ်ဘယ်အရာတွေကကုန်တင်တယ်ဘယ်အရာတွေမကုန်တင်ဘူးဆိုတာစီစစ်ဖို့လိုပါတယ်လုပ်ငန်းရှင်အများစုတွေဒီအပိုင်းကိုအများစုမေ့နေကြပါတယ်မစီစစ်တဲ့အတွက်ကျွန်တော်တို့ဘလောက်ပဲရှာအမျက်မတင်ချင်တဲ့ပြဿနာမျိုးတွေအများကြီးကြုံနေရပါတယ်